အားလုံးပဲမင်္ဂလာပါဘီကိုလိုက်မြန်မာလေးအားလုံးကြိုဆိုပါရစေဒီနေ့ဗီဒီယိုကတော့ကျွန်တော်တို့ဒီဘီကိုနဲ့TikTok ရဲ့အားနည်းချက်အားသာချက်လေးတွေကိုကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပေါ့နော်ဘယ် platform ကပို့ပြီးတော့ငွေရှားတာအကောင့်ဆုံးလဲအလွယ်ကူဆုံးလဲဆိုတာကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ပေါ့နော်နှိုင်းရှင်ပြပြီးမှာပေါ့နော်အဲ့တော့ပထမဆုံးဘီကိုအကြောင်းအရင်ပြောမယ်ဘီကိုကကြတော့ကျွန်တော်တို့ဒီ live streaming လုပ်ရတဲ့ platform တစ်ခုပဲဒီအခုလက်ရှိ TikTok မှာlive လွှင့်နေကြတဲ့ပုံစံမျိုးနဲ့အတူတူပဲပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ Bigo ကကြတော့ TikTok နဲ့နည်းနည်းလေးပို့ပြီးတော့လွယ်ကူတဲ့အပိုင်းလေးတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ Bigo မှာအကောင့်ဖွင့်ရတာလွယ်ကူတယ်ပြီးတော့ဒီအကောင့်မှာဒီဝင်ငွေရဖို့အတွက်တရားဝင်live လွှင့်တဲ့သူတယောက်ဖြစ်ဖို့ရှောက်ရတာလည်းအရန်လွယ်တယ်ပေါ့နော်အဲ့ဒါကအခုချက်ချင်းရှောက်တော့အခုချက်ချင်းရတယ်ပေါ့နော်ဒီကြောင့် TikTok မှာကြတော့အဲ့လိုမဟုတ်ပဲねအခုကျွန်တော်တို့ဒီ live လွှင့်တဲ့ဝင်ငွေရှာတဲ့သူတယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဂျပန်အကောင့်တွေဖွင့်ရတာတွေရှိတယ်ပေါ့နော်ပြီးတော့ဒီဂျပန်အကောင့်မဟုတ်ထားတဲ့သူတွေကလည်းဂျပန်အကောင့်ပြန်ပြောင်းသွားတဲ့အချိန်ကြာတဲ့ဟာတွေရှိရယ်ဒီစားပိတ်သမားတွေကိုအဲ့တဲ့ဟာတွေရှိရယ်ပေါ့နော်စားပိတ်သမားတွေယုံကြည်ရရင်တော့ကိစ္စမရှိဘူးမယုံကြည်ရလို့ရှိရင်ကိုယ့်အကောင့်ကအလကားနေပါသွားလိမ့်မယ်ပေါ့နော်အဲ့ဒါတွေကဒီ TikTok မှာဒီတရားဝင်ကျွန်တော်တို့ဝင်ငွေရတဲ့ live လွှင့်တဲ့သူတယောက်ဖြစ်ဖို့အတွက်ခက်ခဲစေတဲ့အချက်ပဲ Bigo မှာကကြတော့အဲ့ဒီຢာတွေအရန်လွယ်တယ်ဘာကြောင့်လဲဆိုတော့ Bigo မှာကဒီလိုမျိုး live လွှင့်နေပြီးဝင်ငွေရှာတဲ့သူတွေကိုဒီတရားဝင်ကျွန်တော်တို့ဒီlive လွှင့်တဲ့သူတယောက်ဖြစ်အောင်ကျွန်တော်တို့လုပ်ပေးရတယ်ပေါ့နော်ကျွန်တော်တို့ရှောက်ပေးရတယ်ဒီ agent တွေကတီးတန့်ကိုခံထားပြီးသားဖြစ်တယ်အခုကျွန်တော်ဆိုလို့ရှိရင်ဒါ Bigo agent တယောက်ပဲဖြစ်တယ်အဲ့ဒီခါကျတော့ကျွန်တော်ကဒီ Bigo မှာ live လွှင့်ပြီးဝင်ငွေရှာခြင်းတဲ့သူတွေကိုချက်ချင်းပဲကျွန်တော်ကဒီတရားဝင် live လွှင့်တဲ့သူဖြစ်ချက်ချင်းရှောက်ပေးလို့ရတယ်အဲ့ဒါက Bigo ရဲ့အားသာချက်တစ်ခုပေါ့နော်နောက်တစ်ခုဝင်ငွေရတဲ့အပိုင်းမှာလည်းကျွန်တော်တို့အားသာချက်တစ်ခုကရှိသေးတယ်ဘာလဲဆိုတော့ကျွန်တော်တို့ဒီမှာဝင်ငွေရတစ်လားလောက်တယ်နဲ့တစ်လားချက်ချင်းကျွန်တော်တို့ဝင်ငွေတန်းရတယ်နောက်ပိုင်းကကျတော့ကျွန်တော်တို့ဒီကိုစူးစမ်းတဲ့အပေါ်ပဲမူတည်ပြီးတော့ဝင်ငွေနည်းများပဲကွာသွားတာရှိမယ်ဝင်ငွေရတော့ live လွှင့်နေတဲ့သူအတွက်ကလုံးဝရဖို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဝင်ငွေကချက်ချင်းစလုပ်တဲ့တစ်လားမှာတန်းရတဲ့အတွက်ဒီကိုကဝင်ငွေရတာလွယ်ဆုံးပဲเนาะဘယ်လိုမျိုးရလဲဆိုတဲ့ဟာလေးကိုတော့ကျွန်တော်ဒီမှာတော့မတင်ပြတော့ဘူးသေးသေးဘာကြောင့်လဲဆိုတော့တချို့ຢာတွေကျတော့TikTok ကနေပြီးတော့အဲ့လိုအကြောင်းအရာတွေပြောလို့ရှိရင် ban တက်တဲ့အခါကျတော့ကျွန်တော်ကနေပြီးတော့ဒီကျွန်တော်ရဲ့ Telegram channel လေးထဲမှာပဲတေချာလေးကျွန်တော်ရှင်းပြပေးပါမယ်အဲ့ဒီထဲမှာကျွန်တော်ဒီ Telegram ကျွန်တော် channel တင်လေးလည်းကျွန်တော်ချပေးမယ်အဲ့ဒီထဲမှာပဲသွားပြီးတော့ကျွန်တော်အသေးစိတ်ဒီဝင်ငွေဘယ်လိုမျိုးဒီချက်ချင်းလွှင့်တာနဲ့ချက်ချင်းဒီတက်လာတဲ့တန်းလောက်တာနဲ့ဘယ်လိုမျိုးဘယ်လိုပုံစံရနိုင်တယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်ဗီဒီယိုအသေးစိတ်လေးလုပ်ထားပေးပါတယ်အဲ့တော့ Telegram channel ဝင်လိုက်တဲ့သူတိုင်းထားကိုတရက်ထဲနဲ့ချက်ချင်းနားလဲသွားမှာသဘောပေါက်သွားမှာဖြစ်တယ်ပေါ့နော် TikTok ကကြတော့ဘာအခက်အခဲရှိလဲဆိုတော့ဝင်ငွေရဖို့အတွက်ကကျွန်တော်တို့ဒီတက်လာတဲ့နဲ့ချက်ချင်းမရနိုင်ဘူးเนาะကျွန်တော်တို့ဒီမှာကဒီပေါ့နော် TikTok ကကြတော့ကျွန်တော်တို့ဒီ fan အင်အားကိုအားပေးတဲ့သူအင်အားတောက်မှနည်းနည်းလေးကိုဆယ်လီတယောက်ဖြစ်မှเนาะပို့ပြီးတော့အောင်မြင်ဖို့ကဝင်ငွေရဖို့ကအခွင့်အလမ်းရှိတာအဲ့တော့တလာတဲ့တန်းပြီးတော့လောက်ယုံနဲ့ရဖို့ဆိုတာကမလွယ်ကူတဲ့အရာပါเนาะအဲ့တော့အဲ့လိုမျိုးဒီ Bigo နဲ့ TikTok ရှင်လိုက်မယ်ဆိုလို့ရှိရင် Bigo ကအဲ့ဒီမှာအားသာချက်လေးရှိပြီးတော့နောက်တစ်ခုပေါ့နော်ဝင်ငွေထုတ်တဲ့အပိုင်းလေးတွေမှာလည်း Bigo အားသာချက်ရှိရဲဘာအားသာချက်လဲဆိုတော့ဝင်ငွေထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုတီးတန့်ကျွန်တော်တို့ဒီ Bigo နဲ့ပတ်သက်ပြီးတော့ဒီဆောင်ရွက်ပေးရတဲ့ agent တွေတီးတန့်ကျွန်တော်တို့လိုမျိုးတွေခန့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တွေကပဲငွေအသွင်ထုတ်တွေကျွန်တော်တို့ကလုပ်ပြီးတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်တို့တခြားဘယ်လိုပြောမလဲခဲရခဲစစ်စားပိတ်သမားတွေလိုက်ပြီးတော့အပ်နေစရာမလိုဘူး TikTok လို့ပေါ့နော်အဲ့တခုကကျွန်တော်အားသာချက်ရှိတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ရဲ့ပုံမှန်ဒီဝင်ငွေထုတ်တဲ့ရက်ပေါ့နော်ဘယ်နည်းနည်းဆိုလို့ရှိရင်ထုတ်ပြီးပါညာအဲ့ဒါတွေကလည်းကျွန်တော်တို့ပေါ့နော်ဘယ်နည်းဝင်နေဆိုထုတ်ပြီးဆိုလဲအဲ့
အဲ့လိုအတိအကျထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုငွေဘယ်နှစ်ရက်အတွင်းဆိုထုတ်လို့ရပြီဆိုတာလေကိုကသိရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့အခုကျွန်တော်တို့လို agent တွေစီကနေမထုတ်ချင်ဘူးကိုယ်တိုင်ထုတ်ချင်တယ်ဆိုတော့သူတွေကလည်းလုပ်လို့ရတယ်ပေါ့နော်အဲ့ဒါလည်းအရန်လွယ်တယ်ပေါ့နော်အဲ့တော့ဒီ live လွှင့်တဲ့သူတွေငွေရှာတဲ့သူတွေအတွက်အလွယ်တကူငွေကိုအသွင်းထုတ်လုပ်လို့ရအောင်အစီအစဉ်ဆောင်ရွက်ပေးထားတဲ့ဘီကိုရဲ့အားသာချက်တစ်ခုပဲဖြစ်ပါတယ်ဒီ TikTok သမားတွေကတော့တည့်ရတဲ့အတိုင်းပဲယုံကြည်ရတဲ့ service သမားတွေလိုက်ရှာနေရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့နေရာမှာတော့နည်းနည်းအခက်အခဲရှိရယ်เนาะအဲ့ဒါကတော့ TikTok ရဲ့အားနည်းချက်ပေါ့เนาะဒါပေမဲ့ဘီကိုရဲ့အားနည်းချက်တစ်ခုကတော့ဗာလဲဆိုတော့ TikTok လို့ဒီလိုမျိုးဗီဒီယိုတွေတင်လို့မရတာဗီဒီယိုတင်ပြီးတော့ဝင်မရတာအဲ့တခုကတော့ဘီကိုရဲ့အားနည်းချက်ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဘီကိုမှာ live တီးတန့်လွှင့်ရတဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးဗီဒီယိုလေးတွေတင်လို့ရှိရင် TikTok ဂျပန်အကောင့်တွေလို့ဝင်မဝင်တာကအဲ့ဒါကတော့ဘီကိုရဲ့အားနည်းချက်လေးပဲဖြစ်ပါတယ်ပေါ့နော် TikTok ရဲ့အားသာချက်ကတော့ကျွန်တော်ဂျပန်အကောင့်ဖွင့်ပြီးเนาะ live မလွှင့်ရင်တော့မှဒီလိုမျိုးကျွန်တော်တို့ဒီ content creator တယောက်အနေနဲ့ဗီဒီယိုလေးတွေပုံမှန်တင်လို့ပေါက်တယ်ဆိုလို့ရှိရင်ဝင်ငွေရတာကဒါ TikTok ရဲ့အားသာချက်ရှိပါတယ်အဲ့ဒါကြောင့်လည်းTikTok မှာတချို့ကဒီ content creator လုပ်နေရခြင်းဖြစ်တယ်ဒီ content creator ကနေပြီးတော့ကျွန်တော်တို့အောင်မြင်တဲ့သူတွေက live ပါတခါတည်းလွှင့်လို့ရှိရင်ဝင်ငွေရတာကျန်းတယ်ပေါ့နော်အဲ့တော့ဒီ TikTok ရဲ့အားသာချက်ကတော့အဲ့ဒါပေါ့ကျွန်တော်တို့ Bigo ရဲ့အားနည်းချက်ကတော့ဒီ content creator လုပ်လို့မရတာတခုကအားနည်းချက်ပါကျန်တဲ့အပိုင်းတွေကတော့အကုန်အားသာချက်ရှိပါတယ်အဲ့တော့ Bigo ကဘယ်လိုလူမျိုးတွေအတွက်ပိုဆင်ပြေမလဲကျွန်တော်တို့ဒီ TikTok မှာဒီလိုမျိုး content creator တယောက်အနေနဲ့ကတော့လုပ်ဖို့အတွက်လောလောဆယ်မှာခက်ခဲနေတဲ့သူဒါပေမဲ့ like ကိုဝါသနာပါတယ်ကိုမှအရင်းကြီးရလည်းမရှိဘူးပေးဆက်မဲ့အချိန်လည်းမရှိဘူးအဲ့အတွက်ကြောင့်မလို့ပြီးကိုမှကျွန်တော်တစ်လားလုပ်ရင်တစ်လားเนาะရတဲ့ဝင်ငွေလေးကိုကျွန်တော်တို့ထုတ်ပြီးတော့ဒီပေါ့နော်ဒီထုတ်ပြီးတော့တုံးကျင်တဲ့သူတွေကကြတော့ဘီကိုကအဆင်ပြေပေါ့နော် TikTok အချိန်ပေးရတယ်နောက် content creator တယောက်ဖြစ်ဖို့နာမည်ကြီးဖို့ကလည်းအချိန်ပေးရတယ်ပေါ့နော်အဲ့ဒီအပိုင်းလေးတွေမှာကြတော့ကျွန်တော်တို့ဒီဘီကိုကကြတော့ချက်ချင်း account ထဲပေါ်ခြင်းတဲ့သူပေါ့နော်ချက်ချင်းဝင်ငွေရခြင်းတဲ့သူเนาะ content creator တယောက်ဖြစ်ဖို့မစောင့်နိုင်တဲ့သူတွေအတွက်ပို့ပြီးတော့အဆင်ပြေအလွယ်ကူဆုံးဖြစ်တယ်ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီဘီကိုမှာကြတော့ကျွန်တော်တို့line လွှင့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်နေရာဘယ်ဒေသဘလို့အခြေအနေမျိုးမှမဆို like ကိုလွှင့်လို့ရတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့နေ့စဉ်လှုပ်ရှားသွားလာကျွန်တော်တို့နေ့စဉ် moment ဒီကို like လွှင့်လို့ရတယ်လို့ကျွန်တော်တို့ entertainment အနေနဲ့တချင်းဆိုပြီးတော့ဖြောပြမှုတွေအကတွေနဲ့ဖြောပြမှုတွေဒီလိုမျိုးတွေကလည်း talent ရှိတဲ့သူတွေအတွက်လည်းပို့ပြီးတော့ဒီဝင်ငွေပိုများစေဖို့အခွင့်အရေးရှိပါတယ်ဒါပေမဲ့ဒီဘီကိုကနေပြီးတော့ဘယ်လိုမျိုးဝင်ငွေလေးတွေကရတာလဲဆိုတော့ပေါ့နော်အတွက်တခုရနိုင်တာလဲဆိုတော့အသေးစိတ်အကြောင်းအရာတော့ကျွန်တော်ဒီမှာပြောပြလို့မဖြစ်ပါဘူးဘာကြောင့်လဲဆိုတော့ဒီ TikTok ကနေပြီးတော့ဒီ ban လိမ့်မယ်ပေါ့နော်အဲ့လိုမျိုးအသေးစိတ်တွေအားကြတော့ကျွန်တော်ရဲ့ Telegram channel လေးမှာတော့ကျွန်တော်ဗီဒီယိုလေးနဲ့အသေးစိတ်တင်ပြီးတော့ရှင်းပြပေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဒီ Telegram channel လေးကိုချထားပေးမယ်အဲ့ channel လေးကို join လာခြင်းအားဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ Bigo နဲ့ပတ်သက်တဲ့အသေးစိတ်ပေါ့နော်ဒီဝင်ငွေရတဲ့အပိုင်းလေးတွေပေါ့နော်ဘယ်လိုမျိုးဒီ live ကိုလွှင့်ရမှာဘယ်လိုအောင်မြင်တဲ့ဒီ live လွှင့်တဲ့သူတယောက်ဖြစ်အောင်လုပ်မလဲဆိုတဲ့အကြောင်းအရာလေးတွေအကုန်လုံးကိုကျွန်တော်channel ထဲမှာတော့ကျွန်တော်ဒီ video လေးနဲ့အသေးစိတ်တင်ပြီးမှဖြစ်ပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီ Bigo ကမြန်မာနိုင်ငံမှာလည်းတည်ရဝင်ကျွန်တော်တို့ဘယ်လိုပြောရမလဲဒီဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ဒီမှာလေဒီနှစ်စဉ်နှစ်တိုင်းဒီရောဘီကိုကဒီ live လွှင့်တဲ့သူတွေကိုစုပေးပွဲတွေเนาะခန်းခန်းနာနာကျင်းပပေးတာတွေလည်းရှိပါတယ်ဒီလိုပွဲတွေနှစ်စဉ်နှစ်တိုင်းရှိတဲ့အတွက်ကြောင့်မို့လို့ဘီကိုကအမြဲတမ်းပေါ့နော်နှစ်တိုင်းပျော်နေရတဲ့အချိန်ကာလတွေလည်းရှိရပေါ့နော်
အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဗီကိုကကြတော့ဒီအခုစတင်ပြီးတော့အခုချက်ချင်းဒီ live တွင်းတဲ့သူတယောက်အနေနဲ့ရက်တည်ခြင်းတဲ့သူတွေအတွက်အဆင်ပြေအသင့်လျော်ဆုံးနေရဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့အသေးစိတ်သိခြင်းတဲ့အကြောင်းအရာတွေကျွန်တော်တို့ဒီ live လွှင့်တဲ့သူတယောက်အနေဖြင့်ကျွန်တော်တို့ရှောက်ထားခြင်းတယ်ဆိုလို့ရှိရင်ကြတော့ကျွန်တော်ဒီမှာရှောက်ထားလို့ရမယ်ဆက်သွယ်လို့ရမယ် Viber နဲ့ Telegram ကိုချပေးထားမှာပဲဖြစ်ပါတယ်ခင်ဗျာနော်ဒီနေ့ကတော့ဒီဘီကိုနဲ့ TikTok အားနဲ့အားသာချက်လေးတွေကိုလာရောက်ပြောပြပေးတာဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်ပါ